အားလုံးပဲမင်္ဂလာပါရှင် TND Knowledge Share Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ကျမတို့ရဲ့နေ့စဉ်ဘဝမှာအလွယ်တကူဝယ်ယူစားသုံးနိုင်ပြီးတော့အာဟာရပြည့်ဝလာတဲ့အထီးအနှံတစ်မျိုးဖြစ်တဲ့မုံလာဥနီရဲ့ကျန်းမာရေးအကျိုးကျေးဇူးများကိုအသေးစိတ်အမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်မုံလာဥနီဟာချိုစိမ့်နဲ့အရတာနဲ့ကျွတ်ကျွတ်လေးဖြစ်ပြီးတော့စားရတာလည်းလွယ်ကူတယ်လို့ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ဗီတာမင်တွေအမြင့်ဓာတ်များနဲ့အန်တီအောက်ဆီဒန့်ဓာတ်တွေပေါ်ကျယ်ဝါစွာပါဝင်နေတဲ့အလွန်အသုံးဝင်တဲ့အစားအစာလေးတစ်ခုပဲဖြစ်ပါတယ်ရှင်။ကဲဒီလိုအသုံးဝင်တဲ့မုံလာဥနီရဲ့ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကိုတဆင်ချင်းစီပြောပြပေးသွားပါမယ်ရှင်။ပထမဆုံးအချက်ကတော့မုံလာဥနီဟာကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ပါတယ်ရှင်။မုံလာဥနီမှာခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ဓာတ်ပေါင်းများပါဝင်နေပါတယ်ရှင်။ဒါကြောင့်မုံလာဥနီကိုပုံမှန်စားသုံးပြီးခြင်းဟာကင်ဆာရောဂါများဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်တယ်လို့သုတေသနတွေကလည်းဖော်ပြထားကြပါတယ်ရှင်။ဒုတိယတစ်ချက်ကတော့မျက်စိကျန်းမာရေးကိုကောင်းမွန်စေခြင်းပဲဖြစ်ပါတယ်ရှင်။မုံလာဥနီကိုမျက်စိအတွက်အထူးကောင်းတဲ့အစားအစာတစ်ခုအဖြစ်လူအများသိကြပါတယ်။အကြောင်းကတော့ဗီတာမင် A ပေါ်ကျယ်ဝါစွာပါဝင်နေတာကြောင့်ပဲဖြစ်ပါတယ်ရှင်။ဗီတာမင် A ဟာအမြင်အာရုံကိုကြည်လင်စေတယ်။ညဘက်မြင်နိုင်စွမ်းကိုတိုးတက်စေတယ်။မျက်စိခြောက်ခြင်းမျက်စိမှုန်ခြင်းတွေကိုလည်းလျော့နေစေပါတယ်ရှင်။အထူးသဖြင့်ကလေးငယ်တွေမှာဗီတာမင် A ချို့တဲ့မှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်ရှင်။နောက်ထပ်တစ်ချက်ကတော့စီးချိုယောဂများကိုထိန်းညှိပေးနိုင်ခြင်းပဲဖြစ်ပါတယ်။မုံလာဥနီမှာပါဝင်တဲ့အန်တီအောက်ဆီဒန့်နဲ့အမြင့်ဓာတ်တွေဟာတွေးနှကြားဓာတ်ကိုတည်ငြိမ်စေဖို့အထောက်အကူပြုပါတယ်ရှင်။ဒါကြောင့်စီးချိုယောဂရှိသူများအတွက်လည်းအလွန်တင့်တော်တဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်ရှင်။ဒါပေမဲ့အလွန်အကျွံမစားဘဲနဲ့ပမာဏမှန်ကန်စွာစားသုံးခြင်းကတော့ပိုပြီးတော့ကောင်းပါတယ်ရှင်။နောက်ထပ်တစ်ချက်ကတော့တွေးတိုးကိုထိမ့်ညှိပေးနိုင်ခြင်းပဲဖြစ်ပါတယ်ရှင်။မုံလာဥနီမှာပိုတက်ဆီယမ်ဓာတ်များစွာပါဝင်တာကြောင့်တွေးပေါင်ချိန်ကိုထိမ့်ညှိပေးနိုင်ပါတယ်။ဒါကြောင့်တွေးတိုးရှိသူများအတွက်လည်းတင့်တော်တဲ့အစားအစာတစ်မျိုးဖြစ်ပြီးတော့နောက်ဆက်တွဲနှလုံးရောဂါဖြစ်ပေါ်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်ရှင်။နောက်ထပ်တစ်ချက်ကတော့ကိုယ်ခံအားကိုမြင့်တင်ပေးခြင်းပဲဖြစ်ပါတယ်ရှင်။မုံလာဥနီမှာပါဝင်တဲ့ဗီတာမင် C ဟာကိုယ်ခံအားစနစ်ကိုအားကောင်းစေပါတယ်ရှင်။ဒါကြောင့်ကိုယ်ခန္ဓာထဲကိုဝင်ရောက်လာတဲ့ဗိုင်းရပ်များဘက်တီးရီးယားများကိုပိုမိုကောင်းမွန်စွာတိုက်ဖျက်နိုင်စေပါတယ်ရှင်။အထူးသဖြင့်အအေးမိဖျားနာမှုတွေဖြစ်ပွားတဲ့အချိန်တွေမှာအထောက်အကူဖြစ်စေပါတယ်။နောက်ထပ်ကတော့နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်းပဲဖြစ်ပါတယ်ရှင်။မုံလာဥနီကိုပုံမှန်စားသုံးခြင်းဟာမကောင်းတဲ့ကိုလက်စထရောကိုလျှော့ချပေးနိုင်ပြီးတော့တွေးတဲ့ပတ်မှုကိုကောင်းမွန်စေပါတယ်ရှင်။ဒါကြောင့်နှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေပြီးတော့နှလုံးကျန်းမာရေးကိုလည်းထိန်းသိမ်းပေးနိုင်ပါတယ်ရှင်။နောက်ထပ်တစ်ချက်ကတော့လေဖြတ်ခြင်းကိုကာကွယ်ပေးနိုင်တာပဲဖြစ်ပါတယ်ရှင်။မုံလာဥနီမှာပါဝင်တဲ့အာဟာရဓာတ်များဟာတွေးကြောများကိုကျန်းမာစေပြီးတော့တွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်ရှင်။ဒါကြောင့်ရုတ်တရက်လေဖြတ်ခြင်းတို့ကိုဖြစ်ပွားနိုင်ခြေများကိုလည်းလျော့နည်းစေပါတယ်ရှင်။နောက်ဆုံးတစ်ချက်ကတော့အစာချေစနစ်ကိုကောင်းမွန်စေခြင်းပဲဖြစ်ပါတယ်။မုံလာဥနီမှာအမြင့်ဓာတ်တွေများစွာပါဝင်တာကြောင့်အစာချေစနစ်ကိုကောင်းမွန်စေပါတယ်ရှင်။ဝမ်းချုပ်ခြင်းကိုလည်းကာကွယ်ပေးတယ်။ဥလန်းချောင်းကိုလည်းတန့်ရှင်းစေပြီးတော့အစာချေလုပ်ငန်းကိုအားကောင်းစေတာပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်နေ့စဉ်စားသုံးပေးမယ်ဆိုရင်အစာချေစနစ်အတွက်အလွန်ကိုအထောက်အကူပြုပါတယ်ရှင်။မုံလာဥနီကိုနီလမျိုးစုံနဲ့စားသုံးနိုင်ပါတယ်နော်ဟင်းအဖြစ်လဲချက်စားနိုင်တယ်လို့စွပ်ပြုတ်ထဲကိုထည့်ပြီးတော့လဲတောက်နိုင်ပါတယ်ရှင်ဒါအပြင်အတော့အဖြစ်လဲစားနိုင်ပြီးတော့အစိမ်းစားခြင်းလူများအတွက်လဲတင့်တော်ပါတယ်ရှင်နောက်ပြီးတော့မုံလာဥနီကိုဖြော်ရည်အဖြစ်ပြုလုပ်ပြီးတော့လဲနေ့စဉ်တောက်သုံးနိုင်ပါတယ်ရှင်ကဲဒီလိုအာဟာရဓာတ်တွေပြည့်ဝပြီးတော့ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိတဲ့မုံလာဥနီကိုနေ့စဉ်အစားအစာထဲမှာထည့်သွင်းစားသုံးပေးခြင်းအဖြစ်တငယ်ချင်းတွေရဲ့ကျန်းမာရေးကိုကောင်းမွန်စွာထိန်းသိမ်းနိုင်ပါတယ်နော်ဒီဗီဒီယိုလေးကတငယ်ချင်းတွေအတွက်အကျိုးရှိစေရဆိုလို့ရှိရင်ကျမရဲ့ channel လေးကို subscribe လေးလုပ်သွားဖို့မေတ္တာရက်ခံပါတယ်ရှင်နောက်ထပ်အသုံးဝင်တဲ့ကျန်းမာရေးဘုဒ္ဓတာများနဲ့ပြန်လည်တွေ့ဆုံကြပါမယ်ရှင်အားလုံးပဲကျန်းမာရေးတွေကောင်းမွန်ပြီးတော့တာယာပျော်ရွှင်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်